အင်တာနက်ပေါ်မှာတကယ်လိုပါလိုနဲ့တကဘာလုံးကလူတွေကိုသွေးလန့်သွားပြီးခဲ့တဲ့မျိုးပြနန္ဒရေဒါမှမဟုတ် digital network တွေကြောင့်ခင်ဗျားတို့ကြားဖို့ကြမှာပါအဆိုးကောင်တွေကြောင့်လက်တွေပေါ်မှာသွေးထွက်တိုင်းမူခင်းအဖြစ်တွေဖြစ်ပွားခဲ့လို့မျိုးအဆိုးကောင်တွေကြောင့်လည်းတရွာလုံးတစ်မျိုးလုံးကလူတွေညဘက်အိမ်ပြင်မထွက်ရဲလောက်သွေးပြက်ခဲ့ကြရပါတယ်ဒါဖို့အဲ့ဒီကြောက်ဖြတ်ကောင်းတဲ့တရားကြီးတွေကအပြင်လောကမှာတကယ်ပဲရှိနေရတာဒီနေ့ဗီဒီယိုမှာတော့အင်တာနက်တစ်ခွင်မှာလူပြောများမှုဖြစ်ခဲ့တဲ့ကြောက်ဖြတ်ကောင်းတဲ့တရားငါးကောင်ရဲ့နောက်ွယ်ကတုံးလုံးစရာအမှုခင်းတဲ့နေနဲ့လူသိနေတဲ့အမှန်တရားတွေကိုဖုံဖန်းဖော်ထုတ်သွားကြပါမယ်စလင်ဒါမန်မျက်နှာမရှိရတဲ့ဒါမှမဟုတ်ကလီဖာသုံးသူ2014ခုနှစ်အမေရိကန်နိုင်ငံဝိုင်ဖ်ကွန်ဖင်ပြည်နယ်ရဲ့တောအုပ်တစ်ခုထဲမှာအသက်12နှစ်အရွယ်မိန်းကလေးငယ်2ယောက်ကသူတို့ရဲ့ကစားဝတငယ်ချင်းမလေးကိုဓာတ်နဲ့16ချက်အထိရဲဖက်ထိုးခဲ့ကြပါတယ်သူတို့ကိုရဲတွေကဖမ်းဆီးပြီးဘာလို့ဒီလိုလုပ်ရတာလဲလို့မေးတဲ့အခါကလေးမလေးတွေကဒီလိုဖြေခဲ့ကြပါတယ်သူတို့ကဖလင်ဒါမန်ရဲ့ခိုင်းဖေမှုကြောင့်လို့ဖြေခဲ့ကြတာပါတကယ်တော့အင်တာနက်ပေါ်မှာပုံမြင်တပုတ်လိုဖြစ်နေတဲ့ဖလင်ဒါမန်ကအပြင်လောကမှာတကယ်ပဲရှိနေရတာသူကဘလို့အရာမျိုးမို့လို့လူတွေကိုဒီလောက်ထိလွှမ်းမိုးနိုင်ခဲ့တာလဲအရင်ကဖလင်ဒါမန်ရဲ့ကြောက်ရွံ့ကောင်းတဲ့ပုံစံနဲ့အမှုချင်းတွေကိုကြည့်ရအောင်သူကပုံမှန်လူတွေထက်အရဲရှိနေပြီး10ပေကနေ15ပေအထိရှိတတ်ပါတယ်ခန္ဓာကိုယ်ကပိန်နေပြီးသူ့ရဲ့လက်မောင်းတွေကမြင်းမြင်းပေါ်ထိရှည်ကျနေတတ်ပါတယ်ဝေးရကြည့်ရင်တကယ်ကိုဖက်မှတ်ကြတဲ့ blood soap ကိုဝတ်ထားပေမဲ့သူ့ရဲ့မျက်နှာကိုသေချာကြည့်လိုက်ရင်တော့မျက်လုံးနှာခေါင်းတစ်ဖက်လုံးဝမပါပဲဘာမှမပါတဲ့ခေါင်းကြီးကိုပဲတွေ့ရမှာသူ့ရဲ့နောက်ကျောကနေလည်းရေပွဲလက်တံနဲ့တူတဲ့အမဲရောင်လက်တံတွေက၄ချောင်းကနေ၈ချောင်းအထိထွက်လာလေးရှိပါတယ်သူကအဲ့ဒီလက်တံတွေကိုတားအောင်တွေကိုဖမ်းပြီးဖို့နဲ့တစ်ပိနေကြတဲ့လှုပ်ရှားသွားလာဖို့အသုံးပြုပါပြီးတော့ဒီလက်တံတွေကိုသူ့ဖိတ်ကြဖျောက်ထားနိုင်လို့မျိုးလိုအပ်မှအရှိကြီးဖန်ထုတ်ပြီးအသုံးပြုလေးရှိပါတယ်သူ့ရဲ့အမှုချင်းတွေကသူကတားအောင်ချက်ချင်းပြေးမဖမ်းပါအောင်ရပောင်းများပါလာပေါင်းများပါအဝေးကနေတိတ်တဆိတ်ဖောင်းကြည့်နေတတ်ပါတယ်သူရဲ့ဖောင်းကြည့်ခြင်းကိုခံရတဲ့သူတွေကအိမ်မက်ဖို့မှတ်တာအပြင်းထန်ခေါင်းရိုက်တာနဲ့နှာခေါင်းသွေးရည်တာမျိုးတွေဖြစ်တတ်ပြီးတော့ဒါကို Flinder Signal လို့ခေါ်ကြပါတယ်နောက်ဖုန်း fader တွေပြိုလဲသွားတဲ့အချိန်ကျမှသူတို့ကနေရှေ့ထဲလက်တံမဲကြီးထွက်လာပြီးတော့တစ်တော်နဲ့တဲကိုလုံးဝပြန်လည်မရှိဖွဲခေါ်သွားတတ်တာပါအထူးသဖြင့်သူကကလေးငယ်လေးကိုအဓိကပြစ်မှတ်ထားဖမ်းပြီးတတ်ပါတယ်ဒီလိုကြောက်ဖြာကောင်းတဲ့ပုံမြင်2014ခုနှစ်မှာတကယ်လက်တွေပါတယ်ကိုသွေးပြက်ဆရာကောင်းတော့ရောက်ရှိလာခဲ့ပါ2014ခုနှစ်မေလ31ရက်နေ့အန်နီဖာနဲ့မော်ဂန်ဖိုရဲ့အသက်12နှစ်အရွယ်ကလေးမလေး2ယောက်ကသူတို့ရဲ့တငယ်ချင်းဖြစ်တဲ့ပေတန်ဖိုရဲ့ကလေးမလေးကိုတောအုပ်ထဲမှာကဘာဝဖိုကြီးလှည့်ပြခေါ်ဖော်သွားခဲ့ပါတယ်တောနဲ့ထဲရောက်တဲ့အခါမှာတော့သူတို့ကပေတန်ကိုဓာတ်နဲ့16ရက်ထိရဲရဲဖက်ဖက်ထိုးပြီးတေလူမျိုးပါပြစ်ထားခဲ့ကြပါတယ်ကံကောင်းထောင်းမပါနဲ့ပေတန်ကလမ်းမပေါ်ထိအားယူပြီးတော့သွားနိုင်ခဲ့လို့အသက်ရှင်ခဲ့ပေမဲ့ဒီကလေးမလေးကဘာကြောင့်ဒီလောက်ထိရက်ဖက်ခဲ့ကြလဲသူတို့ရဲ့ဝန်ခံချက်အရဖလင်နာမန်ကတကယ်ရှိရလို့ယုံကြည်ကြပါတယ်သူတို့ကတငယ်ချင်းကိုရစ်မှုပေါ်ရင်ဖလင်နာမန်သူတို့ရဲ့မိသားစုတွေကိုတတ်ပစ်လိုက်မယ်လို့ထင်ခဲ့ကြလို့ဒီလိုတတ်ပေးမှတောအုပ်ထဲကဖလင်နာမန်ရဲ့အင်ကြီးဖီသွားပြီးသူ့ရဲ့လက်ပါးဖေဖြစ်နေထိုင်ခွင့်ရမယ်လို့ယူတူဖာယုံကြည်ခဲ့ကြတာဖြစ်ပါတယ်ဒါဆိုရင်ဖလင်နာမန်တကယ်ပဲအပြင်မှာရှိနေလို့လားဒီကတော့လုံးဝမရှိပါဘူးဖလင်နာမန်ကအပြင်မှာလုံးဝမရှိလို့ရှေးအောင်တန်တာတွေတခုလည်းမဟုတ်ပါဘူးသူ့ကိုဖတ်တင်မွေးပါခဲ့တဲ့ဖန်တီးရှင်နဲ့ဖန်တီးခဲ့တဲ့ရက်အတိအကျရှိပါတယ်လွန်ခဲ့တဲ့2009ခုနှစ်ဝန်လ10ရက်နေ့မှာ Eric Newfan လို့ခေါ်တဲ့ကွန်ပျူတာပညာရှင်တစ်ယောက်က Something Awful ဆိုတဲ့ internet forum ရဲ့ဓာတ်ပုံမြင်ပြိုင်ပွဲတစ်ခုအတွက် Photoshop ကိုသုံးပြီးကလေးတွေရဲ့နောက်ခံမှာအရက်ရှိရှိမျက်နှာမပါတဲ့လူတွေကြီးကိုအပျော်သဘောထည့်သွင်းခဲ့တာပါသူကပုံနေတင်ုံနဲ့မကပဲရှေးအောင်မှတ်တမ်းပုံနဲ့ဖာသာအတုတွေကိုပါရေးတင်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ internet သုံးသူတွေကသဘောကျဓာတ်ပုံအတုတွေဗီဒီယိုအတုတွေနဲ့ဖလန်းတွေကိုအဖင်တိုးချက်ဖန်တီးကြရတဲ့ပဲဘာလို့ငါလိုကနေတကယ်ဒဏ္ဍာရီတစ်ခုလိုမျိုးကဘာကျော်သွားခဲ့တာဖြစ်ပါတယ် Facebook ရဲ့အမှုပညာလက်ရတစ်ခုကိုလူတွေကတကယ်လို့ follow မဲ့ယုံကြည်သွားတဲ့အခါမှာလက်တွေပါတယ်မှာတကယ်အနေထားယုံနေဖြစ်လာနိုင်တယ်ဆိုတာကို Flinder Man ရဲ့ဖြစ်ရကသက်သေပြနေပါတယ် Fire Head တောနဲ့ထဲက overflow တယ်ညဘက်တောနဲ့တစ်ခုထဲမှာခမည်းတယောက်ထဲလမ်းပြောင်းနေတိတ်ဖိတ်နေတဲ့တောကြီးထဲမှာရိုးတရခမည်းအမေဒါမှမဟုတ်ခမည်းချရတဲ့သူတယောက်ရဲ့လမ်းခေါ်တဲ့ကိုကြားလိုက်ရတယ်ခမည်းကဝမ်းသာအားရပါနဲ့အတန်လာရကိုလှည့်ကြည့်လိုက်တဲ့အခါတစ်ပိတ်နေတဲ့အဖမတန်မြင်မနေတဲ့အချိန်မဲကြီးတစ်ခုပြီးတော့မျက်နှာနေရာမှာမျက်လုံးနှာခေါင်းမပါပဲဖက်ပီကအော်လန်ကြီးနှလုံးတက်ဖင်လာတဲ့သတော်ဝိုင်းတောင်ကခမည်းကိုငုံကြည့်နေအောင်တွေးလိုက်ရတယ်ခမည်းကဘာလုပ်မလဲသူကတော့အင်တာနက်တစ်ခွင်မှာဗီဒီယိုနဲ့ကဘာကျော်ခဲ့တဲ့ Fire Head ပါပဲသူကရောအပြင်မှာတကယ်ပဲရှိနေတာ Fire Head ရဲ့ပုံသဏ္ဍာန်ကတကယ်ကို6ကြားပြကောင်းတယ်သူ့ရဲ့အရက်ကပေလေးဘက်အထိမြင်မှပြီးအယိုးဝါရည်တင်6ကန်နေတဲ့တန်ကြီးအောင်ရည်ပြားရှိပါတယ်သူ့ရဲ့ထူးခြားချက်ကခေါင်းနေရာမှာဥကောင်းမပါဘဲနဲ့တစ်သားတန်တစ်ခုရဲ့ထိပ်မှာအေးပေါ့ဥော်ဖွဲတန်စပီကာနှလုံးတက်ဖင်ထားတာအဲ့ဒီစပီကာထဲမှာတော့လူသွားတွေလိုချွန်တက်တဲ့သွားတွေနဲ့ရှေ့တရားတဲ့ရှာကြီးရှိနေပါတယ်သူ့ရဲ့6လမ်းနဲ့ပရိယာကတော်တော်ကိုပါနေပါသူကတောအုပ်ထဲမှာတစ်ပင်နဲ့လျှက်ဖစ်မီးတိုင်းတွေလိုဟန်ဖောင်းပြီးချက်ပေါင်းများပါငိမ့်တော့ဖာပုံနေတတ်ပါတားအောင်ကိုမြားခေါ်ဖို့သူကအရေးပေါ်အိုဝေါ်တန်တွေရေဒီယိုသတင်းချင်းညာတန်တွေစစ်တပ်ကအချက်ပေးတန်တွေထုံးလင်းတတ်သလိုပိုပြီးကြောက်ဖို့ကောင်းတာကတားကောင်ရဲ့မိသားစုဝင်တွေတငယ်ချင်းတွေရဲ့အော်ဟစ်အကူအညီတောင်းတန်ကိုအပြေးဝတူပါပြီးအော်တတ်တာဖြစ်ပါတယ်ခင်ဗျားကအတန်ကြားလို့အနာကိုတိုးသွားမိရတယ်သူ့ရဲ့ရှေ့ရဲ့လက်တံရည်နဲ့ဖမ်းပြီးတော့စပီကာကြီးရထည့်ပြီးရဲဖက်ဖက်ဝါဖာပြင်မှာသူကဖလင်နာမန်လို့ပြောတကယ်သွေးထွက်တန်ရုံမှုခင်းမျိုးမရှိခဲ့ပေမဲ့အပြင်လောကမှာလူတွေကိုသွေးပြတ်သွားပေးခဲ့တဲ့တကယ်အဖြစ်ပြတ်ဖန်တွေရောရှိခဲ့ဘူးက2020ပြည့်နှစ်ဇန်နဝါရီလတုန်းကကိုလံဘီယာနိုင်ငံကတောနက်ပိုင်ရွာတရားမှာ
မှာညာဘက်ကြီးအဝေးကနေ6ကြားရကောင်းတဲ့ အော်တန်ကြီးစတင်ထွက်ပေါ်လာခဲ့ပါဘာသားတွေကကြောက်ရကြတဲ့ဒါ Fire Head Effect ပေါ်လာပြီဆိုပြီးဗီဒီယိုတွေရိုက်ကူးတင်ခဲ့ကြလို့ဒါဝါလုံးပွက်လောရိုက်သွားခဲ့မှုပါတယ်ဒါတွေမကပါအမေရိကန်နိုင်ငံချီကာဂိုမြို့မှာလေညာဘက်မြူရီဖိုင်းနေတဲ့အချိန်မှာအွန်လိုင်းတတိပြီးအော်တန်ကြီးမြည်လာခဲ့ပါတယ်ဖက်ချွင်ကြကြောင်ဖြစ်ဖြစ်အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ်တကယ်ရုပ်ရှင်တွေကတရေတန်လိုမျိုးဖူးရှာတုံးခါပြီး Fire Head တွေအော်တန်ကြီးအတိုင်းထွက်ပေါ်လာခဲ့တာဒီလိုမျိုးညာဘက်ကြီးတောအုပ်တွေကောင်းကင်ရံတွေကနေထူးဆန်းတဲ့အော်တန်ကြီးထွက်လာခဲ့တာကြောင့်လူသန်းပေါင်းများစွာ Fire Head ကိုတကယ်ရှိရဆိုပြီးတော့ကြောက်လန့်ကြဖြစ်ခဲ့ကြပါတယ်ဒါဆိုရင်ဒီကြောက်ပြကောင်းတဲ့ speaker ကောင်းတဲ့တရားဝါကြီးကအပြင်မှာတကယ်ပဲရှိနေတာလားအဖြစ်ကတော့လုံးဝမရှိပါဘူးသူကလည်းစေကူးရင်ဖန်တီးမှုတတ်တာဖြစ်ပါကိုလံဘီယာနဲ့ချီကာဂိုကကြောက်ပြကောင်းတဲ့အော်တန်ကြီးတွေရဲ့အမှန်တရားကတော့အရေးပေါ် speaker finish တွေ ဖက်ချွေမှုကြောင့်ဖြစ်ပေါ်လာရတဲ့လက်တွေအဖြစ်အပျက်တွေပဲဖြစ်ပါတယ်တကယ်တော့ Fire Head ဆိုတဲ့ဖက်ကောင်ကိုစတင်မွေးဖွားပေးခဲ့တဲ့ foundation ကတော့ကနေဒါနိုင်ငံသားနာမည်ကြီးဟော်ရာအမှုပညာရှင် Trevor Henderson ဖြစ်ပါတယ်သူက2018ခုနှစ်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာသူကိုယ်တိုင်ရေးဆွဲထားတဲ့ကာတွန်းပုံရိပ်တွေကိုတကယ်တွက်ပုံနေနဲ့ပေါင်းဖက်ပြီးဟော်ရာအဖြစ်စတင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ 3D animator တွေကတကယ်လော်ဒီဘွားတွေရောက်နေသလို CGI ဗီဒီယိုအတုတွေကိုဖန်တီးပြီး TikTok နဲ့ YouTube ပေါ်တင်ခဲ့ကြရတာကနေလူတွေကတကယ်လို့ထင်မှတ်မှားရတဲ့ခေတ်သစ်မျိုးပြဌာနရေးပုံစံမျိုးဖြစ်လာခဲ့ပါတယ် The Black Eyes Turn အိမ်ကိုတကားလာခောက်တတ်တဲ့နှက်ရောင်မျက်လုံးနဲ့ကလေးများညနဲ့တကောင်ရဲ့ခမရအိမ်မှာတယောက်တည်းရှိနေတဲ့အချိန်မှာတကားခေါက်တန်ကြတော့တွားဖွင့်လိုက်တဲ့အခါအပြင်မှာရက်နေတဲ့အသက်10နှစ်ရဲ့ကလေးနှစ်ယောက်ကိုတွေ့လိုက်ရသူတို့က AFF လေးတန်းနဲ့တမီးတို့ချမ်းလို့အိမ်နဲ့ခဏပေးဝင်ပါဖုန်းခဏဆက်ချင်လို့ပါလို့တောင်းဖို့လာလိမ့်ဒါပေမဲ့ခမရအိမ်နဲ့ပေးမဝင်ခင်သူတို့မျက်နှာကိုတေချာဖိုက်ကြည့်လိုက်တဲ့အခါသူတို့ရဲ့မျက်လုံးတွေကအဖြူအောင်လုံးဝမပါပဲနဲ့မဲနံနေခမရဘာလို့သူတို့ကတော့တကယ်ရှိပါတယ်ဆိုပြီးအင်တာနက်ပေါ်မှာလူပြောသူပြောအများဆုံးဖြစ်ခဲ့တဲ့ Black Eyes Turn နေပါဒီကလေးတွေရဲ့လုံးလေးလုံးထားရှိတဲ့အမူချင်းတွေကတော့တော်တော်လေးကိုထူးဆန်းပါသူတို့ကများသောအားဖြင့်ညဘက်တွေမှာအုပ်စုလက်2ယောက်ဒါမှမဟုတ်3ယောက်ပေါ်လာတတ်ပြီးတယောက်တည်းရှိနေတဲ့အိမ်တကားတွေဒါမှမဟုတ်လမ်းဘေးမှာရက်ထားတဲ့ကာဗင်းပေါက်တွေကိုလာခောက်တတ်တာပါသူတို့ဝတ်ထားတဲ့အဝတ်စားတွေကခေအောင်ဖန်တွေဖြစ်နေတတ်ပြီးခေါင်းကိုအမြဲတမ်းအောင့်ဝင်ထားလေးရှိပါသူတို့ရဲ့6လန့်ဘောကခမရရဲ့ခွင့်ပြုချက်ကိုအတင်းတောင်းခံတာအိမ်ထဲဝင်မရပြီဒါမှမဟုတ်ရင်ကားပေါ်လိုက်ပြရပြီလို့ထခလည်းပြောတယ်သူတို့ရဲ့စကားလန့်တွေကခမရရဲ့စိတ်ကိုဖိအားပေးထားလို့ဖုံးမှုထားလို့မျိုးမတိစိတ်ကနေတကားဖွင့်ပေးမိအောင်လုပ်နိုင်မှရှိပါတယ်ဒါပေမဲ့အဓိကစီမင်းတစ်ခုကတော့သူတို့ကခမရရဲ့ဖိတ်ခေါ်ချက်ဒါမှမဟုတ်ခွင့်ပြုချက်မရဘဲနဲ့အိမ်ထဲကိုအတင်းတို့ဝေလို့မရပါဘူးဒါလို့ခမရသူတို့ရဲ့မျိုးလုံးအမဲရောင်ကြီးတွေကိုမြင်ပြီးကြောင်းလန့်ကြားနဲ့တကားပေးလိုက်ရင်တော့သူတို့ကရုတ်တရက်အဖအနာဖြောက်ပြီးပျောက်ွယ်သွားတတ်ကြပါတယ်ဒီကြောင်းရကပုံမြင်တတ်မဟုတ်ပဲအပြင်မှာတကယ်ကြုံခဲ့ရပါတယ်ဆိုရဲမျက်မြင်သက်သေးတယ်အင်တာနက်မှာအများကြီးရှိခဲ့ဘူးတာပါအကြော်ကြားပုံဖြစ်ရတဲ့ခုကတော့အမေရိကန်နိုင်ငံကင်တာကီပြည်နယ်ကအမျိုးသမီးတစ်ယောက်ရဲ့ကိုယ်တွေ့အမှုပါသူကညဘက်အိမ်တကားလာဟောက်တဲ့နှစ်ယောက်မျက်လုံးနဲ့ကလေးနှစ်ယောက်ကိုတနာပြီးအိမ်နဲ့ပေးဝင်ခဲ့မိပါကလေးတွေအိမ်ထဲရောက်ပြီးမကြရင်မှာပဲအိမ်ကလေးရဖြစ်မိတယ်အကုန်ပြတ်တော့သွားခဲ့ပြီးအမျိုးသမီးဟာရုတ်တရက်နှာခေါင်းသွေးတွေအလွန်မင်းယိုစီးလာခဲ့ပါနောက်ပိုင်းမှာအဲ့ဒီကလေးတွေကပျောက်ကွယ်သွားခဲ့ပြီးမြင်သူတို့နဲ့ထိတွေ့ခဲ့တဲ့အဲ့ဒီအမျိုးသမီးရဲ့ခင်မွန်းတွေကသွေးခင်ဖာယောဂနဲ့ကွယ်လွန်သွားခဲ့လို့မျိုးအမျိုးသမီးကိုယ်တိုင်လည်းဖိုးရတဲ့ကျန်းမာရေးပြဿနာရင်ဆိုင်ခဲ့ရပါတယ်ဒီလိုမျက်မြင်သက်တွေထွက်ဖို့ချက်တွေကြောင့်ပဲအင်တာနက်လောကမှာသူတို့ကိုတွေ့ရင်လုံးဝခွင့်မပြုပါနဲ့ဆိုပြီးတတိပေးချက်တွေပြန့်နှံ့ခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ဒီမျက်လုံးအနှံ့ရောင်တဲ့ကလေးတွေကတကယ်ပဲကဘာပေါ်မှာရှိနေရတာသူတို့ကဖန်ပိုင်းရတွေလားမဟုတ်တရေတွေလားတကယ်တော့ဒီမျိုးပြဌာနရဲ့ဒီစတင်ပေါ်လာတဲ့နေ့ရက်နဲ့လူပုဂ္ဂိုလ်အတိအကျရှိနေပြန်ပါတယ်လွန်ခဲ့တဲ့1996ခုနှစ်ဇန်နဝါရီလလောက်မှာ Brian Bethel လို့ခေါ်တဲ့အမေရိကန်သတင်းတော်တစ်ယောက်ကအင်တာနက်ဖိုရမ်တစ်ခုပေါ်မှာသူ့ရဲ့ကိုယ်တင်ဖြစ်ရဖန်ဆိုပြီးဖလန်တစ်ပုဒ်ကို Fiverr ကုန်းလိုခြေသားတင်ခဲ့တာပါသူကကားထဲမှာထိုင်းနေတော့မျက်လုံးအမဲရောင်နဲ့ကလေးနှစ်ယောက်ကကားပေါ်လိုက်ပြရပြီဆိုပြီးလာတောင်းဖို့ပဲကြောင်းတကယ်လို့အဟုတ်ဖြစ်ခဲ့တဲ့လိုမျိုးရေးထားခဲ့တာပါသူ့ရဲ့ဖာသားတွေကရေးသားပုံတော်တော်ကောင်းလွန်းတာကြောင့်အင်တာနက်သုံးမျိုးတွေကြားထဲမှာတော်ပြီးတော့ပြန့်နှံ့သွားခဲ့ပြီးနောက်ပိုင်းမှာတော့လူတွေကနာမည်ကြီးခြင်းလို့ကိုယ်တွေကြုံရပါတယ်ဆိုတဲ့ဇလန်အတုတွေမျက်လုံးတစ်ခုလုံးကိုအမဲအောင်ပြောင်းလဲပေးနိုင်တဲ့မျက်ကမှန်တွေတက်ဆင်ပြီးတော့လူတွေကိုလိုက်ချော်တဲ့ဗီဒီယိုအတုတွေဖန်တီးခဲ့ရတာကနေခေတ်သစ်မျိုးပြဌာနတွေတစ်ခုဖြစ်လာခဲ့တာပါပဲ Slick Mouth Woman ဖက်ဖက်ဖုတ်ပြဲနေတဲ့အမျိုးသမီးသူကတော့အာရှအထူးသဖြင့်ဂျပန်နိုင်ငံရဲ့အကြောကြားပုံခေတ်သစ်မျိုးပြဌာနတွေတစ်ခုဖြစ်ပြီးအင်တာနက်ပေါ်မှာတကယ်မြင်ခဲ့ရတယ်ဆိုတဲ့သတင်းတွေနဲ့တစ်ကမ္ဘာလုံးကိုသွေးလန့်ပေးခဲ့ပါညဘက်လမ်းမီးတိုင်အောင်ကိုင်းညင်ရှည်ယူဝတ်ထားပြီး map တက်ထားတဲ့လှပတဲ့အမျိုးသမီးတစ်ယောက်ကခမရဖီကိုလမ်းလျှောက်လာသူကခမရရှည်မှာရက်ပြီး AFF လေးတန်းနဲ့ငါလာလို့လှမ်းမေးလိမ့်မယ်ခမရကလည်းရင်ကြီးတဲ့အနေနဲ့လှပါတယ်လို့ဖြေလိုက်တဲ့အခါမှာသူကသူ့ရဲ့ map ကိုဖြည်းဖြည်းချင်းချွတ်ပြပါလိမ့်မယ်အဲ့ဒီ map အောင်မှာတော့သူ့ရဲ့ပစက်ကနွေရက်နှစ်ဖက်အထိကကြီးနဲ့အလီခန့်တာလိုမျိုးဖုတ်ပြနေတာကိုတွေ့လိုက်ရရင်ခမရပါလို့မလဲသူကတော့ကဘာကျော်ဂျပန်မျိုးပြဌာနကြီးလား Flick Mouth Woman ပါပဲဒီ Flick Mouth Woman ရဲ့လုံးလေးလုံးထားရှိတဲ့အမှုချင်းတွေကတော့ညဘက်ဒါမှမဟုတ်နေဝင်ချိန်တွေမှာចောင်းသားလူငယ်တွေလမ်းသွားလမ်းလာတွေကိုလမ်းကြားတွေထဲမှာပိတ်ဆို့ပြီးစစ်မေးတတ်တာပါသူရန်6လမ်းပုံကလုံးမြောက်ခတ်တယ်ကဘာဝဲတစ်ခုလိုပါပဲသူက map ကျွတ်ပြပြီးဒါဆိုရင်တော့လာသေးလားလို့ထပ်မိတဲ့အခါကြောင်းလန့်ပြီးမလာဘူးလို့ဖြေရင်ဓမ္မမို့အော်ဟစ်ပြီးထွက်ပြေးဖို့ကြိုးပမ်းသူ့ရဲ့ကိုကြီးတွေကနေကကြီးကြီးကိုထုတ်ပြီးခမ ्या ကိုခန္ဓာကိုနှစ်ပိုင်းပြအောင်ညက်ပြီးတက်ပြစ်မှာပါ
တကယ်လို့လာသေးရလို့ဖြစ်ရင်လည်းဒါဖို့မင်းကိုငါတို့လောက်အောင်လုပ်ပေးမယ်ဆိုပြီးခမရဲ့ပါဇက်ကိုနေရက်ထိပြည့်တော့ကကြီးနဲ့လိုက်ညက်ပြစ်မှာဒါကြောင့်ဘလို့ဖြစ်ဖြစ်ပြေးလို့မလွတ်တဲ့ကြောက်ဖျားဖောက်ကောင်တစ်ခုဖြစ်ပါတယ်ဒီကြောင်းရာကပုံမြင်တတ်မဟုတ်ပဲ1989ခုနှစ်ဝန်းကျင်ဂျပန်နိုင်ငံမှာတကယ်ကိုတနိုင်ငံလုံးတိုင်းတာနဲ့ရဲတပ်ဖွဲ့တွေအထိပေါဝင်ပတ်သက်ခဲ့ရတဲ့မူဝင်သတင်းကြီးဖြစ်ခဲ့ဘူးပါအဲဒီတုန်းကဂျပန်နိုင်ငံရဲ့မြို့တော်တော်များများမှာဘဖက်ဖုတ်ပြနေတဲ့အမျိုးသမီးကြီးကကကြီးကံပြီးလိုက်တက်နေတယ်ဆိုတဲ့မျက်မြင်သက်တွေဖက်တိုက်ထွက်ပေါ်ခဲ့ကြလို့ចောင်းသားတွေတွေးလန့်ကုန်ကြပါတယ်ခြေနေကဘလောက်ထိဖိုးဝါးသွားခဲ့လဲဆိုရင်ចောင်းတွေအကုန်လုံးဖေယာမီးဝါတွေဖူးပေါင်းပြီးမှចောင်းသားတွေကိုအုပ်ဖူးလိုက်အိမ်ပြန်ပို့ပေးရရတယ်လို့ရဲတပ်ဖွဲ့တွေကလည်းလမ်းမပေါ်မှာကင်းလဲမှုတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်ခဲ့ကြပါတယ်ပို့ပြီးတုံလုံးဖို့ကောင်းတာအဲ့ဒီအချိန်ကရဲမှတ်တန်းတွေကနှာခေါင်းပြီးတက်ထားပြီးကလေးတွေကိုဒါမှမဟုတ်ကကြီးနဲ့လိုက်လံတိုက်ခတ်တတ်တဲ့စိတ်ကြမ်းမိုက်မကောင်းတဲ့အမျိုးသမီးအချို့ရဲ့မူခင်းတွေကတကယ်ရှိခဲ့တာကြောင့်ဒူရဲ့စိတ်ထဲမှာဒီဒဏ္ဍာကြီးကတကယ်လက်ရွေးပွားတွေကိုဝင်ရောက်လာတဲ့အထိတွေးပြစရာကောင်းခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ဒီ Flip Woman ခစ်တစ်မျိုးပြနတ်ဖိုးတကောင်လားဒီကတော့မဟုတ်ပါဘူးသူကခစ်တဲ့အင်တာနက်ပေါ်အဖန်တီးမှုမဟုတ်ပဲဂျပန်နိုင်ငံရဲ့အလွန်ရှေးကြတဲ့အဲဒိုခစ်ကလေးကရှိခဲ့တဲ့ရှေးအောင်တရဲပုံမြင်တစ်ခုဖြစ်ပါတယ်မူရင်းပုံမြင်အရာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာလှပတဲ့အမျိုးသမီးတစ်ယောက်ကသူ့ရဲ့ခင်မွန်းတဲ့ချားသူတွေနဲ့သဝင်တိုးပြီးမင်းကငါမရှိရင်တော့လှနိုင်အောင်မလားဆိုပြီးတစ်ဖက်ကိုနေရက်အထိဓာတ်နဲ့လိဖြတ်ပြီးတပ်ပစ်ခဲ့ရတာကနေကလေးပါချေတဲ့ဝိညာဉ်ဖြစ်လာခဲ့တာပါဒီရှေးအောင်ပုံမြင်ကို1980ပြည့်နှစ်နောက်ပိုင်းခစ်တဲ့မျိုးပြတွေတဲ့အထိရောက်လာတဲ့ဆိုပြီးသူတွေကမတ်ဖရီကတ်ကြီးတွေနဲ့ဗလန်ဖင်ပြန်တဲ့အသက်သွင်းခဲ့တာဖြစ်ပါတယ်နောက်ပိုင်းအင်တာနက်ခေတ်ရောက်တဲ့အခါမှာတော့တကယ်လို့ဘာလို့သတင်းတူတွေနဲ့တဘာလုံးကကြောက်လန့်ရတဲ့ခေတ်သစ်မျိုးပြထန်တာကြီးဖြစ်သွားခဲ့တာပါပဲ Fabian Dancing Lady ညဘက်လမ်းမကြီးပေါ်မှာတယောက်တည်းကခုနေတဲ့အမျိုးသမီးညဘက်တော့ရင်တူကင်းဝေးပြီးမောင်းမဲနေတဲ့လမ်းမပေါ်မှာအမျိုးသမီးတယောက်ထူးဆန်းတဲ့ကားဝတ်တွေနဲ့ကခုနေတာကိုခမည်းတွေးလိုက်ရသူဟာဘေးဘေးကိုလည်းမကြည့်ဘူးခမည်းရှိနေတာကိုလည်း view မဖိုက်ပဲကနေတာဒါပေမဲ့ခမည်းကသူ့ကိုလှမ်းခေါ်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်သူကခမည်းရှိနေတာကိုရိုးတရက်သတိထားမိသွားတဲ့အခါသူကကခုနေရကနေချက်ချင်းရက်သွားပါလိမ့်ဖြစ်ရင်တော့ပုံမှန်လူတွေထက်မြန်တဲ့အရှိန်ုံကြီးနဲ့ခမည်းဖြူကိုဓာတ်ချောင်းကင်ပြီးပြေးလာပါလိမ့်သူကတော့တစ်တော့ပေါ်မှာကဘာကျော်ခဲ့တဲ့ Fabian Dancing Lady ပါပဲသူကရောအပြင်မှာတကယ်ပဲလူတွေကိုလိုက်တက်နေတဲ့နတ်ဖိုးတော့အောင်လားဒီ Dancing Lady ရဲ့အမှုအချင်းကတခြားမျိုးပြတန်တာရင်းနဲ့မတူပဲထူးခြားပါတယ်သူကအမြဲတမ်းညဘက်ဒီမှာ Fabian ရိုးရာဝတ်စုံလိုမျိုးကိုဝတ်ဆင်ထားတတ်ပြီးလမ်းမတွေကောင်မှတကူတော့ကခုနေတတ်တာပါသူ့ရဲ့ကားကတွေကဖမ်းပြပြီးဖုံးမှုနေသူမျိုးလှုပ်ရှားနေတတ်ပါတယ်ဒဏ္ဍာရီရဲ့အဖိုးရာသူ့ကိုတွေးလို့အော်ပြေးရင်လည်းအနောက်ကနေလျှက်တဲ့ပြအတွက်အရှင်ဟုန်ပြင်းပြင်းနဲ့လိုက်မိတတ်လို့သူ့မျက်နှာကိုတေချာမြင်လိုက်ရတဲ့သူတွေကအိမ်မက်ဖိုးတွေဖတ်တိုင်မှတ်ပြီးဖိတ်ချော်ကြတတ်ကြပါတယ်ဒီအကြောင်းအရာကအင်တာနက်ပေါ်မှာဗီဒီယိုအတူတူတင်မကပဲဖာဘီယာနိုင်ငံရဲ့သတင်းစာမျက်နှာတွေပေါ်ဒီတကယ်မူရင်းသတင်းအဖြစ်ရောက်ရှိလာခဲ့တာပါလွန်ခဲ့တဲ့2019ခုနှစ်စက်တင်ဘာလတုန်းကဖာဘီယာနိုင်ငံဘယ်ဂရိတ်မြို့ကဘက်တူထိုဘာလမ်းမပေါ်မှာဒီလိုပဲညဘက်ကြီးကခုန်နေအမျိုးသမီးတယောက်ကိုဒေသခံတွေတကယ်တွေ့ရှိခဲ့ကြပါတယ်။ဒါကိုလူတွေကသွားပြီးတတိပေးကိုကြိုးပမ်းတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကရုပ်တရက်သူ့အညီကြားတဲ့ကနေဓာတ်ချောင်းကိုဆွဲထုတ်ပြီးလူတွေကိုရဲရဲဖက်ဖက်လိုက်ထိုးဖို့ကြိုးပမ်းခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။သူကလမ်းမပေါ်ဖြတ်မောင်းနေတဲ့ကားတွေရှေ့မှာပိတ်ရက်ပြီးအတင်းကားဟွန်နာမျိုးတွေလုပ်ခဲ့လို့ဒေသခံရဲတပ်ဖွဲ့တွေကသူ့ကိုလိုက်လံဖမ်းဆီးဖို့အထိမူငင်သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အဲဒီကသူ့ကိုလိုက်လံရှာဝယ်ခဲ့ပေမဲ့သူကညဘက်အမောင်တူတဲ့ကိုလျှက်တဲ့ပြအတွင်းအဖားနာပြောက်ွယ်သွားခဲ့လို့အခုချိန်ထိဘယ်သူဘဝဖူတာတိတိကျကျမသိရသေးတဲ့အတွက်ဒေသခံတွေကြားထဲမှာတော့တကယ်ကိုသွေးပြက်စရာအမှုခင်းတစ်ခုဖြစ်ခဲ့ရပါတယ်။ဒါဆိုရင်ဒီညဘက်လမ်းပေါ်မှာကောက်ခုနေတဲ့ကောင်မလေးကတရဲတစ်ဖေဖြစ်တကယ်ပဲရှိနေရတာ။အဖေကတော့မဟုတ်ပါဘူး။သူကလူတွေကိုလိုက်လံတပ်ဖြတ်နေတဲ့နတ်ဖိုးဝိညာဉ်မဟုတ်ပါဘူး။တကယ်တော့သူကအပြင်မှာတကယ်ရှိခဲ့တဲ့မှုခင်းဖြစ်ရမှန်တစ်ခုဖြစ်ပေမဲ့နတ်ဖိုးဝိညာဉ်မဟုတ်ပဲဖိတ်ကျမ်းမကြီးပြင်းပြင်းထန်ထန်ချိုးရင်းနေတဲ့ဒေသခံအမျိုးသမီးတစ်ယောက်သာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကမျက်မြင်ဗီဒီယိုတွေအင်တာနက်ပေါ်ရောက်သွားပြီးလူကြီးများလာတဲ့အခါမှာ2023ခုနှစ်ဝန်းကျင်မှာTikTok ကဗီဒီယိုဖန်တီးသူတွေကနာမည်ကြီးကျင်လို့ဝေဖာဖင်တူတွေဝဓာတ်တူတွေကင်ပြီးညဘက်လမ်းမတွေပေါ်မှာတဒန်းပင်လေးတွေပုံစံမျိုးလိုက်လံတူးပပြီးရိုက်ကူးခဲ့ကြတာ။သူတို့ဖင်ထားတဲ့ပုံမြင်တွေ6ရောက်ရတဲ့ဗီဒီယိုတက်ပြတ်မှုတွေကြောင့်ပဲကမ္ဘာတော်ဝန်ကလူတွေတကယ်လို့ယုံကြည်သွားခဲ့ကြတဲ့အထိခေတ်သစ်အင်တာနက်ရဲ့မျိုးပြဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့တာပါပဲ